လာပါရှင်ဒီနေ့ပြပြပေးသွားမှာကမိဂဒါဝန်တော်ရဲ့ချင်းချုပ်လေးပဲဖြစ်ပါရဲ့ရှင်မိဂဒါဝန်ဆိုဒီမှာမိခဒါယမလာတော့စကားဖြစ်ပြီးသားသမီးများတို့အားလေးမေပေးရတော့ဟုဆိုလိုပါရဲ့ရှင်မိကျောရသမီးမင်းဆက်တော်တွင်လာသည့်အတိုင်းမိကျောရသမီးမင်းအားဘာယာနတိမင်းကလေးမေပေးခဲ့ရမှာယနေ့တိုင်းသားသမီးများလေးမေပေးထားသည်ကိုတွေ့ရှိနိုင်ပါတယ်ရှင်သူဝနာတာမဇတ်တော်မှာလည်းမိဂဒါဝန်နဲ့ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ပါရဲ့ရှင်မြတ်စွာဘုရားရှင်သည်ဖျားဖြစ်တော်မူပြီးသဟံပတိဗမာကြီးတောင်းပန်မှုကြောင့်တရားဟောရန်စိတ်အကြံဉာဏ်ဖြစ်ပွားခဲ့ပါရဲ့ရှင်ဒုက္ခရစရိယာခြင်းတော်မူစဉ်ရေပူရေအေးပေတွင်ပြုစုခဲ့သောပြေစာဝဂီတို့အားတရားဟောကြားရန်အကြံတော်ဖြစ်ခဲ့၍ပြေစာဝဂီတို့ရှိသောမိဂဒါဝန်တော်တို့ခြေလျင်ခရီးဖြင့်ထောက်ခါခဲ့ခြင်းဖြစ်ပါရဲ့ရှင်မိဂဒါဝန်ဆိုသည်မှာဖျားရှင်တို့၏တရားဥဓမ္မစကြာဟောကြားလေးရှိရာအဝိဇဟိတနေရာတူဖြစ်တဲ့သို့ဂေါရမဘုရားရှင်ကပိဿဝဂီတို့အားတရားဥဟောကြားခဲ့သောတန်ဝေဇနိယတဌာနလည်းဖြစ်ပါရဲ့ရှင်မြတ်ဗုဒ္ဓသည်မြေဝေလထွက်ဓမ္မဆက်ဆိုသည့်အတိုင်းမဟာတက္ကရေ103ခုဝါဆိုလပြည့်စနေနေ့ညနေထန်းချိန်တွင်မိဂဒါဝန်သားမျိုးစုံသည်ရခုံတော်တွင်ပိဿဝဂီတို့အားတရားဥဒ္ဓမစကြာဟောကြားရမည်၍9 ရက်မြောက်နေ့တွင်အနန္တလက္ခဏာတုတ်တော်ကိုဟောကြားတော်မူသဖြင့်ပိဿဝဂီ9ဦးစလုံးယဟန္တာများဖြစ်ခဲ့ကြပါရဲ့ရှင်တရားယတနာနှင့်သံဃာယတနာစတင်ပေါ်ထွန်းခဲ့ရာနေရာမြတ်ကြီးလည်းဖြစ်ပါရဲ့ရှင်မြတ်ဗုဒ္ဓဘုကန္နာလိုဆုံးကခဲ့သောသူဇာတတတိမာရီတာယတ္တာနှင့်အပေါင်းပါ55ဦးတို့အားဝါရင်းမှာပဲယဟန္တာဖြစ်ခဲ့သောနေရာလည်းဖြစ်ပါရဲ့ရှင်တရားဥဓမ္မစကြာအပြင်အနန္တလက္ခဏာတုတ်တော်တို့ဟောကြားခဲ့ပြီးအခြားတုတ်တော်ပေါင်းများစွာကိုလည်းဟောကြားတော်မူခဲ့ပါရဲ့ရှင်AD 1136ခုနှစ်တွင်ကုမာရဒေဝီကကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းခဲ့ပါရဲ့ရှင်1194ခုနှစ်တွင်မမုဂရီစစ်တပ်ဖြင့်ဖျက်ဆီးခြင်းခံခဲ့ရပါတယ်ရှင်ယဟန်အများစုအသက်ခံရပြီးအချို့မှာတိဘတ်တို့ထွက်ပြေးလွတ်မြောက်ခဲ့ကြပါတယ်ရှင်ထိုစဉ်ချိန်ကစ၍နှစ်ပေါင်း800နီးပါးခန့်ကြာအောင်မိဂဒါဝန်တော်သည်တောချုံများဖုံးလွှမ်းခဲ့ရပါတယ်ရှင်1815ခုနှစ်တွင်ရေဂျာဘီတိုကအနာဂါရီကဓမ္မပါလကမိဂဒါဝန်ကိုကဘာကစိတ်ဝင်စားအောင်နဲ့ယဟန်တော်များတည်င်းသုံးနိုင်အောင်ကြံဆောင်ခဲ့ပါတယ်ရှင်မိဂဒါဝန်သည်ဘာယာနတိမြို့မှာ6မိုင်ခန့်ကွာဝေးသည်ဘာယာနတိမြို့သည်ဂါယာမြို့မှာ115ကီလိုမီတာကွာ၍ကိုကတာမှာ680ကီလိုမီတာကွာဝေးပါတယ်ရှင်သွားလာရန်အချက်ချကြပြီးကာလယထာလန်းဆောင်ခဲ့၍ဘာယာနတိမှာကိုကတာတို့၎င်းဗဒနာဂါယာရာဇချိုငလနာကုတိနာယောတာဝတိလုံပင်တို့အလွယ်တကူသွားလာနိုင်ကြပါရဲ့ရှင်ကျေးဇူးများ